အားလုံးပဲမင်္ဂလာပါကျွန်တော်ပိုင်းအောင်လေးဘာနေပြန်နေကြိုးစားလိုက်ပါတယ်အခုကကျွန်တော်တို့ပိုင်းအောင်လေးဝယ်ကြီးလေဝေးမျိုးပြင်အောင်လုပ်မယ်ဒီပါမင်္ဂလာပွဲမှာဆောင်းဝင်နေတာဟုတ်ဓာတ်ရိုက်ခိုင်းလို့နေရဖြစ်ပါတယ်ခင်ဗျာအခုလိုမန်တက်စင်နေမန်တက်ဒီသဝဲထိုင်ကုန်နေဝဲသောပစ္စည်းမျိုးတို့စောင်းပေါက်တွေဟောဒီပစ္စည်းမျိုးတို့ကျွန်တော်ဒီမှာပြောင်းချပေးပါတယ်ခင်ဗျာမန်တက်စင်ဒီဇိုင်းမျိုးစုံလည်းကျွန်တော်ပြုလုပ်ပြောင်းချပေးပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာနဲ့ခင်ဗျာခင်ဗျာကျွန်တော်ဒီမှာအခုလိုမန်တက်စင်နေလဲဝယ်ယူရရှိနိုင်ပါတယ်ကျွန်တော်တို့တမန်ရိုးကြရောင်းနေတဲ့ကျွန်တော်တို့မျိုးတော်နေကြိုက်မနက်စင်မျိုးစုံလည်းကြောင်းချပေးပါတယ်ဒါမို့အတိုင်းဆန်းဆန်းလေးတွေလည်းကျွန်တော်တို့ခမ်းမမနက်စင်လေးလည်းပြုလုပ်ရောင်းချပေးပါတယ်ရွာပွဲနယ်ပွဲခက်ကြမ်းကြမ်းလေးသုံးခြင်းနဲ့မိတ်ဆွေတွေအတွက်လွယ်လွယ်ကူကူနဲ့ရေရှည်ခံမဲ့မနက်စင်မျိုးတွေလည်းကျွန်တော်ကနဦးရောင်းနေကြပါခင်ဗျာအဲ့ဒါမျိုးတွေလည်းမှာယူနိုင်ပါတယ်မနက်စင်တွေကဇင်တို့အစားအစာရှိပါတယ်ခင်ဗျာကျွန်တော်တို့ကိုကြီးမဲ့မန်နက်စင်ပေါ်မူတည်ပြီးတော့ကျွန်တော်ဒီမှာဒီလို3ပင်4ပင်မန်နက်စင်4ပင်5ပင်မန်နက်စင်5ပင်6ပင်မန်နက်စင်ကိုစားသားရောင်းပါတယ်ကျွန်တော်တို့မန်နက်စင်တစ်စင်စာကို30တန်း30တန်း30တန်း40တန်း60တန်းဒီရောင်းချပေးပါတယ်အခုလိုကမန်တက်တွေလည်းကျွန်တော်ဒီမှာရရှိနိုင်ပါတယ်ကောင်းပေါက်စိတ်သက်ထွက်တိုင်းနေပွဲသုံးပစ္စည်းမျိုးစုံရောင်းချပေးပါတယ်ကျွန်တော်တို့အခုလိုပန်းအိုးတွေလည်းကျွန်တော်တို့မျိုးမျိုးရရှိပါတယ်